နေုံလာပြီမှာပြိဿအဲ့ဒီမှာယဟန္တာ900ဖြစ်ကြကောင်းကင်ခရီးနဲ့ဇန်ရည်စီးပြီးမြတ်စွာဘုရားခြေတော်ရင်းမှာဆင်းကြအဲ့ဒီလိုပြိဿမဟာဝံတောကြီးထဲမှာမြတ်စွာဘုရားနဲ့ယဟန္တာ900တကယ်တန်ရှင်းကြည်လင်ပြီးတော့ရန်သူမှန်သမျှကဘသူကမှသူတို့ကိုအနိုင်ကျင့်မခံရတဲ့ယဟန္တာ900ကိုနတ်မြမာတွေကဖူးကျင်လို့ဆိုပြီးတော့စัจ java လာတိုက်တောင်းမှရှိတဲ့နတ်မြမာအပေါင်းကအကုန်လုံးအဲ့ဒီတော်တဲ့ရောက်လာကြတာဟုတ်ပြီလားအကုန်လုံးရောက်လာကြအံ့ဩစရာကောင်းတာကနဂါးတွေဂလုံတွေလည်းလာနတ်တွေဆိုတော့ပြိဿကြည့်ပေါ့စတုမဟာရင်းနဲ့အတုရာနဲ့တာဝရိန္ဒာနတ်တွေနဲ့တဲ့လားတကြကြရန်ဖြစ်နေတာဟုတ်လားအတုရာတွေကလည်းသူတို့နေရာကိုလူတယ်ဆိုပြီးတာဝရိန္ဒာနတ်တွေကိုမကျေနပ်ဘူးဒီကြားတဲ့ပို့ဆိုးသေးတာကအတုရာနတ်မင်းကြီးရဲ့သမီးချောချောလှလှလေးကိုတရားမင်းကလာပြီးတော့ပုံနာအိုရောင်တဏိကသူရာအိုရောင်ဖန်ဆင်းပြီးတခါတည်းခိုးပြေးသွားတာမလားအဲ့ဒါကိုမကျေနပ်လို့တွေ့ရတဲ့နေရာမှာရန်ဖြစ်ပြီးတွေ့တဲ့နေရာမှာသူတို့ဆဲဆိုကြိမ်ပေါင်းနေကြတဲ့နတ်တွေဒါပေမဲ့ပြိဿဟောဒီနေုံလာပြီမဟာသမယခါတော်နေ့မဟာဝံတောကြီးထဲမှာရောက်တဲ့အချိန်ရောက်တော့တယောက်နဲ့တယောက်ပြိဿဆဲချင်းဆိုချင်းကျင်းချင်းမောင်းချင်းမရှိဘူးတဲ့သွားကြတယ်တဲ့ဗျာဟုတ်လားရံမဖြစ်ကြတော့ဘူးလေနဂါးနဲ့ဂလုံကလည်းတဲ့တယ်မရှိဘူးဒါပေမဲ့အဲ့ဒီထဲမှာရောက်လိုက်တဲ့အခါနဂါးနဲ့ဂလုံနဲ့ကလည်းရံမဖြစ်တော့ဘူးတဲ့အကုန်လုံးပြိဿငြိမ်ပြီးတော့သွားများလိုက်တဲ့နတ်တွေတဲ့ဘလောက်ဒီအောင်များတယ်လဲမင်းပြိဿဝက်လုံးကောင်းထဲမှာစံတွေကိုအမှုန့်ကြည့်ပြီးသိပ်ထားသလိုပဲများလွန်းတော့လေသူတော်ကောင်းတွေလူဆိုရင်ဒီဓမ္မယုံကြီးပြိဿလူ1000ဆန့်တယ်ဆို1000ဆန့်ပြီးရင်နောက်ထပ်ဝင်လို့ရသေးလားဗျမတွေကတော့တကိုးနဲ့ကြုံလိုက်တာပြိဿအသွားဖျားလေးလောက်ကိုဗျမပေါင်းမရည်တွက်နိုင်အောင်နေလို့ရအောင်ခန္ဓာကိုယ်သိပလိုက်တာလေဟုတ်လားခန္ဓာကိုယ်သိရင်သိလို့ရတယ်ကြီးရင်ကြီးလို့ရတယ်နော်သူတို့ရဲ့အံ့ဩစရာတကိုးပေါ့အဲ့လိုလုပ်ပြီးတော့နေလိုက်တဲ့အတွက်ကြောင့်ဗျမပေါင်းများစွာလဲလာလိုက်တော့ညက်ပိတ်ပြီးတော့နေလိုက်တဲ့အခါအကုန်တို့တိတ်ဆိတ်ပြီးတော့နေကြအဲ့ဒီအချိန်မှာပြိဿမန္တကြီးကရောက်လာတယ်ခုစဉ်ကစာဖတ်တယ်မန္တကြီးကလည်းကျန်တဲ့မတဲ့တာတွေတော့တဲ့ကုန်ပြီဆိုတော့မန္တကြီးလည်းပဲဒီတစ်ခါတော့တဲ့တော့မယ်ထင်တယ်လို့အောက်မိနေတာသူကတော့မတဲ့ဘူးဗျာဟုတ်လားသူကလည်းရောက်လာပြီးမိုက်မြဲမိုက်ပြီးတော့ဖះကိုတိုင်မြဲတိုက်တာပဲတိုက်လို့ရလားဦးဇင်းတို့တွေမြတ်စွာဘုရားဘောဓိပင်ဖះဖြစ်ကသာဘောဓိပင်နာမှာနေတော့ကစัจ java လာတိုက်တောင်းကနတ်မြတ်မပေါင်းလည်းပဲလာဘူးတယ်မို့လားအဲ့တော့ကတော့ယဟန္တာပိဋကယဟန်ပိဋကမရှိဘူးနော်နတ်ပိဋကပဲရှိတယ်အဲ့ဒီနတ်တွေအကုန်လုံးကမာနရောက်လာတော့ပြိဿဖះနာရှိသေးလားဘာလို့သွားကြတော့ထွက်ပြေးသွားတယ်မာနလာတာခွေးယူလာတဲ့အတိုင်းပဲတဲ့နတ်ကောင်းနတ်မြတ်တွေကုန်ထွက်ပြေးသွားအခုပြိဿမဟာသမယနေ့ကြတော့မာနကြီးလာတော့လည်းပဲစัจ java လာတိုက်တောင်းကနတ်မြတ်မပေါင်းနေပြေးသေးလားတစ်ဖက်ကညီညွတ်ပြီးတော့နေတဲ့အတွက်ကြောင့်မာနတိုက်ချင်နိုင်တိုက်တုံ့လုံမှုရှိသေးလားယဟန္တာပေါင်း900ပြိဿမာနကတိုက်လိုက်တာတဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အမွှေးလေးတစ်မြင်လောက်တောင်ပဲပြိဿလှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့ဟုတ်လားမာနတိုက်လို့တိုင်မှန်းတော့မသိဘူးဒီလိုဖြစ်တာအဲ့တော့ပြိဿဘလောက်ပဲတိုက်ညီနေရင်ပြိဿတိုက်လို့ရလားမြတ်စွာဘုရားရဲ့တပိသာဝကတွေပြိဿယဟန်ကလည်းယဟန်ချင်းချင်းညီနတ်ကလည်းနတ်ချင်းချင်းညီမြမကလည်းမြမချင်းချင်းညီမြမနဲ့နတ်တွေကလည်းညီနတ်တွေနဲ့လူတွေကလည်းညီအကုန်လုံးမဟာဝံတောကြီးထဲမှာညီပြီးတော့နေတဲ့အတွက်တာကြောင့်မန္တကြီးလာတိုက်တာတိုက်လို့ရသေးလားညီလို့တိုက်မရတာတော်ကောင်းလို့ဟုတ်လားအဲကြောင့်ပြိဿညီညွတ်ဖို့မလိုဘူးလားလိုတယ်ပြိဿဟုတ်ပြီလားညီညွတ်တဲ့တို့တာကြောင့်ဘယ်သူမှတိုက်လို့မရဘူးမနတ်စိတ်ပြက်ပြီးအဲ့ဒီမှာပြန်သွားပြန်တာတော့ရိုးရိုးမဟုတ်ဘူးအဲ့ဒီမှာပြန်တဲ့အခါဂါထာလေးရွတ်ပြီးပြန်သွားတာဗျာအဲ့တော့ပြောချင်တာဒီဘွဲမှာနတ်တွေအကုန်လာတဲ့ထဲမာနတ်လဲလာတယ်ကျန်တဲ့နတ်တွေအကုန်မတဲ့တဲ့နတ်တွေလဲတဲ့ကုန်တယ်မညီတဲ့နတ်တွေလဲညီကုန်တယ်အဲ့ဒါကြောင့်ပြိဿဒီနေ့ကိုဘာနေ့လို့ခေါ်တယ်မဟာသမယနေ့အတုရာနဲ့တာဝရိန္ဒာမတဲ့ဘူးတဲ့ဒီနေုံလာပြီနေ့မှာတဲ့တဲ့အတွက်တာကြောင့်ဘာခေါ်တယ်မဟာသမယနဂါးနဲ့ဂလုံးနဲ့မတဲ့ဘူးဒီနေ့ဖယားရှိရောက်လာတော့မတဲ့ကြဘူးလားအဲ့ဒါကြောင့်လဲမဟာသမယ
စัจ java လာမှာရှိတဲ့နတ်မြမာတွေအကုန်လုံးစုယုံနဲ့တွက်တာကြောင့်လည်းပဲဒီနေ့ကိုဘာခေါ်တယ်မဟာသမယယဟန္တာဖြစ်ကြတဲ့တောကြီးထဲမှာရှိတဲ့ယဟန်အလုံးဟာအသောကင်းကွာတဲ့ယဟန္တာတွေကြီးဖြစ်နေတဲ့တွက်တာကြောင့်လည်းဒီနေ့ကိုဘာခေါ်တယ်မဟာသမယဟုတ်ပြီလားဟောမဟာသမယခေါ်ခြင်းအကြောင်းနေနော်နောက်တကသွေးချောင်းစီးမဲ့ဘဝကနေသွေးချောင်းမစီးပဲနဲ့ပြိတဲ့မေတ္တာရေချောင်းပဲစီးပြီးတော့ဖယားရဲ့တရားအောက်မှာမွေ့လျော်သွားတဲ့တွက်တာကြောင့်လည်းပဲဒီနေ့ဟာဘာနေ့ခေါ်လဲမဟာသမယအဲ့ဒီယဟန်900ပြိတဲ့ယဟန်ဝတ်သွားတဲ့အတွက်ကြောင့်အိမ်မှာကြံခဲ့တဲ့ဇနီးဘယ်နှယောက်လဲ900ဇနီး900ကလည်းပဲအော်သူတို့တရားကအလွန်ကောင်းဆိုပဲငါတို့ဘလို့ခေါ်မလာနိုင်တော့ဘူးတဲ့ငါတို့ဘလို့ဖျားအောင်မရတော့ဘူးတဲ့ငါတို့စကားကသူတို့နားတဲ့မဝင်တော့ဘူးတဲ့ဘာဖြစ်လို့တော့မေဖယားတရားကပိုကောင်းသွားလို့တဲ့ဘာဖြစ်လို့လဲမေးတော့အသောကင်းกว่าတဲ့ယဟန္တာတွေဖြစ်သွားပြီဒါဆိုရင်အဲ့ဒီစည်းစိမ်ဥစ္စာကတို့ရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့ချမ်းသာတယ်ဆိုတော့အဲ့ဒီချမ်းသာတဲ့ချမ်းသာကိုအမျိုးသားပဲခံစားလို့ရတာလားအမျိုးသမီးတွေမရဘူးလားဒါမျိုးတွေးတာနော်ဒါဆိုသူတို့ဝတ်သွားတဲ့အဝတ်မျိုးကိုအမျိုးသားတွေပဲဝတ်လို့ရတာလားအမျိုးသမီးတွေဝတ်လို့မရဘူးလားဘိက္ခုနီမသာသနာပေါ်ခြင်းရဲ့ဏိဒံအစသည်အဲ့ဒီနေ့ဖြစ်တဲ့အတွက်ဒါကြောင့်အဲ့ဒါကြောင့်လည်းပဲမဟာသမယဟုတ်ပြီလားဘာသာသနာပေါ်ဖို့ဘိက္ခုနီသာသနာပေါ်ဖို့အဲ့လိုအကြောင်းပေါင်းများစွာတွေနဲ့ပြည့်စုံနေတဲ့အတွက်ဒါကြောင့်ဟောဒီနေုံလပြည့်ကိုပြိသိမဟာသမယလို့ဒီလိုခေါ်ပါတယ်ဗျာနားလည်ပြီနော်